အားလုံးပဲမင်္ဂလာပါရှင်ဒီနေ့မှာတော့ရတအေရတဝတ္ထုတို့များစူးစီးမှုဆိုတဲ့စာအုပ်ကလေးတွေကစာရေးဆရာစောင်းမှန်ဝင့်အောင်တောင်ကြီးရေးသားထားသောဖနက်ကလေးဆိုတဲ့ဝတ္ထုတို့ကလေးကိုဖတ်ပြပေးတော့မှာပဲဖြစ်ပါရဲ့ရှင်အမေမိကျူဖနက်ပြတ်တော့မယ်အကျိတ်နဲ့တွေ့ထားဤပတ်စံမရှိဘူးအေးဒီနေ့နေအိမ်လာကပေးရတော့မယ်3လစာတော့ပေးရမှာတစ်လစာလေးကိုပေးရဖို့မနှဲချိတာထားရတာကျန်2လစာအတွက်မျက်ရည်ကန်ထိုးရအောင်ပါပဲအေးအမေကလည်းဒီဖနက်စုပ်ကြီးကအကျိတ်တွေဘုံနေရာမှမရှိတော့တာကိုဖောဖနက်အစုပ်ကလေးကရင်ငုံမက်မက်ဖြစ်နေသည့်သမီးမိကျူကိုကြည့်ပြီးမစင်ရရင်ထဲနစ်နေအောင်ခံစားလိုက်ရသည်အသက်10နှစ်သာရှိသေးပြီး4တန်းနှစ်ကျောင်းထွက်လိုက်ရသူအကြီးဆုံးသမီးလေးဖြစ်၍အောက်ကအငယ်2ယောက်အတွက်အနစ်နာခံကစွန်းကင်းနဲ့အလုတ်ဝင်ကူလုပ်နေရသူဖြစ်သည်နောက်လာဝယ်ပေးပါမယ်သမီးရဲ့ခဏလောက်မှီးစီးလိုက်ပါကွင်ကစုံကွင်းနဲ့ညနေ4နာရီတည်းကတာမီနေရဝင်ကူးနေတာအတော့ကြပြီမနှက်ဖြန်ရောင်းမှုအတွက်လုံလောက်ပြီးမှုခုထသမျှကစုံရွက်တွေကိုပစိုးအစုံနဲ့ထုံး၍တာမီနေရောက်ပြန်လာခဲ့ကြသည်မိကျူအမေနောက်ကလိုက်လာရင်လမ်းထိပ်ကုန်းစုံဆိုင်ကဂရီပါဖနက်ပန်းရောင်လေးကိုသာမြင်အောင်နေမိတယ်ကြောက်ပွင့်လေးတွေနဲ့အရန်လာသည့်အနီရောင်နဲ့ပန်းရောင်ဖနက်လေးကိုမိကျူလိုချင်မိတယ်စီးချင်မိရဲ့ဈေးနှုန်းမိကြီးတော့2000မှုပတ်စံစုပြီးဝယ်မိဟုဆုံးဖြတ်ထားတယ်အမေနှစ်ကုန်းစုံဆိုင်ကိုဆန်သွားဝယ်ရင်လိုက်သွားတော့ကအမေကိုဝယ်ပေးရန်ပူဇော်မှုသည်တော်စက်မှမိကျူရဲ့နှင်းချက်လောက်မဲတူးနေရတဲ့ဒီဖနက်နဲ့လိုက်မလားအေးအဲ့ဒီအယောင်တွေကချက်လောက်ကလေးဖြူနှုနေမှလာတာအေးနှင်းချက်လောက်မဲတူးနေရနဲ့တော့မလိုက်ပါဘူးအေးဝယ်ပေးလဲဖော့ဖနက်ပေးရမယ်အကျန်းခံနဲ့အမေစကားကြောင့်မိကျူရင်ထဲနှင့်သွားရသည်အဖေနဲ့အမေမဲမတော့မိကျူမဲပြီပေါ့ဘလို့ဖြူသွားမလဲနင်းမဲတဲ့သူကဒီဖနက်မွေးရတော့ဘူးလားမိကျူကတော့ရအောင်ဝယ်မှာပဲစိတ်ထဲကတွေးနေရင်ဖနက်ကလေးကိုလူချင်းသည့်စိတ်ကတားဆီးမရဖြစ်လာသည်အမေကိုပူဇော်လို့မဖြစ်မှန်းသိကြသည်အဖေဆုံးပြီးကလေးကအမေတယောက်တည်းရုန်းကန်လာခဲ့တာ3နှစ်ရှိပြီလိုအပ်ချက်တွေများလွန်းခဲ့တာမိကျူအတီးဆုံးအရွယ်မရောက်သေးတဲ့မိကျူတို့မောင်နှမတွေအတွက်အမေတော်တော်ဒုက္ခရောက်ခဲ့တာ10နှစ်အရွယ်မိကျူကိုတွေ့ဖြစ်သည်အိမ်လာကထမင်း3နှစ်စာတော့မလောက်ပြီကျန်တဲ့ကိစ္စတွေဆိုဝေးကြီးဖြစ်သည်အဆဆရရဆင်းရဲလွန်၍မိကျူအမြင့်မြတ်အသက်ကြီးခြင်းလီဒါမှအမေကိုကူညီနိုင်မှာဖြစ်သည်မိကျူငွေရှာနိုင်ရင်အမေတက်တာမီဖြစ်သည်ဟဲ့မိကျူဘာငေးနေရလဲရော့လမ်းထိပ်ကုန်းစုံဆိုင်မှာစီနှစ်ချက်ခွဲသားနဲ့ငပိတစ်ထုပ်ဝယ်ခဲ့ငပိတောင်းပြီးကစွန်းနဲ့ကြော်မယ်ဒီညနေဟုတ်အမေပြီးတဲ့ပတ်စံယူ၍ကုန်းစုံဆိုင်တို့ထွက်လာခဲ့သည်အမေကိုမပူစားပဲကိုယ်တိုင်ဝင်နိုင်အောင်လုပ်မယ်လို့တွေးရင်အိမ်ဘေးကအောင်ပူမြင့်ညူတို့နဲ့နေ့လယ်ပိုင်းဘူးပုံပလင်းကိုလိုက်ကောက်မယ်လို့ဆုံးဖြတ်လိုက်သည်နေ့လယ်ပိုင်းအမေကဈေးရောက်အောက်ကမောင်လေးနဲ့ညီမလေးကကြောင်းသွားမှုမိကျူလိုက်ကောက်နေရကိုဘယ်သူမှမသိပဲအောင်ဘူးနဲ့မိညူကမောင်နှမတော်သည်သူတို့အဖေလေးဖြတ်နေသလိုအမေကလည်းမရှိတော့၍မောင်နှမ2ယောက်စလုံးအသက်အရွယ်ငယ်ငယ်ကလေးတွေနဲ့တလန်းဝင်တလန်းထွက်ဘူးပုံပလင်းကုန်တွေလိုက်ကောက်ပြီးဝမ်းရည်ဖြည့်ရှင်းနေရသည်မိကျူတို့နဲ့ဘဝတူတွေဖြစ်သည်ပထမတရက်မိကျူ300ရသည်ဒုတိယတရက်400ရသည်အပျော်ကြီးပျော်နေမိသည်ဖနက်ကလေးဝယ်ဖို့မြင်မြန်ပြည့်ခြင်းမိသည်လောဘတွေလည်းတက်လာသည်ရသမျှပတ်စံလေးတွေကိုအတွင်းအိတ်ကလေးထဲမှာတေချာသိမ်းထားသည်ငါကဂရီပါနီအောင်ဖနက်လေးလိုချင်တာဟာတခါမှမစီးဘူးမိညူရဲ့ငါအဲ့ဒီဖနက်လေးစီးရရင်လေတေးပြောပြီးဟဲ့ဘွားတို့တငယ်ချင်းမိညူကိုရင်ဖွင့်ရင်ဘူးကုန်တွေကိုသာလိုက်ကောက်ချင်းမိသည်အမေတို့မသိအောင်လုပ်ရ၍တတိထားရသေးသည်အမေကိုလည်းကစွန်းရွက်ညတိုင်းလိုက်ခူးကူသည်အိမ်အလုပ်တွေလည်းပုံမှန်အတိုင်းလုပ်ကူနေ၍အမေမရိပ်မိပြီအမေလန်တိတ်ကုန်းစုံဆိုင်ကဖနက်ကလေးသမီးဝင်းရင်လှမှာပါနော်အမလေးအေးငါပြောပြီးသားပဲညီချက်လောက်အမဲကြီးနဲ့မလိုက်ပါဘူးဆိုနောက်ပြီးညီချက်လောက်တွေလည်းပြအောင်စေးနော်အသားကမဲပါတယ်ဆိုချက်လောက်ကညစ်ပန်းနေရပဲအမေစကားကိုမိကျူအလိုမကျပေမဲ့ပြန်မပြောဘဲနေသည်ကိုလိုချင်တာရအောင်ဝင်မယ်ဆုံးဖြတ်ထား၍အတွေးနဲ့ပြောနေမိသည်ဘူးကုန်တွေလိုက်ကောက်နေရင်မြောင်းထဲကပလင်းတွေဘူးကုန်တွေအများကြီးတွေ့၍မိကျူအယံပျော်ရှင်သွားသည်အနောက်ကလိုက်လာတဲ့မိညူလိုမောင်နှမမမြင်ခင်မြောင်းနဲ့ခုန်ဆင်းလိုက်သည်အာဇွမ်းနဲ့ဝမ်းသာအားရဆင်းလိုက်မိ၍အောက်ဘက်ရှိတန်မူကြီးကိုသတိမထားမိပြီမိကျူချက်လောက်လေးသွေးတွေငစ်သွားသည်တန်မူကမိကျူချေပွားတဲ့တော်တော်လေးနှိမ့်ဝင်သွားသည်အမလီနားလိုက်တာနားကိုဘူးမဆိုင်နိုင်ပဲပလင်းကုန်ဘူးကုန်တွေကိုအိတ်ထဲထိုးထည့်သည်အများကြီးရ၍ပျော်နေမိသည်ဒီဟာလေးရောင်းလိုက်ရင်မိကျူလိုချင်တဲ့ဖနက်ကလေးရတော့မှမို့အပျော်လွန်ကသွေးထွက်နေသောဝေဒနာတွေမိသွားသည်ခြေထောက်ထွန်းနဲ့မြောင်းထဲကတက်လာသောမိကျူကိုတွေ့၍မိညိုတို့မောင်နှမစိုးရိမ်စွာနဲ့ဝိုင်းမိကြသည်။ဘာဖြစ်တာလဲမိကျူဟဲ့နင်းချက်လောက်သွေးတွေနဲ့ဘ
ဘာမှမဖြစ်ပါဘူးဟာတန်ဆူးသွားတာအာတင်းရင်ပြောရပေမဲ့ခြေလောက်ကတော်တော်နာလာသည်ငါအိတ်လည်းပြေးပြီးမို့ငါအစောပြန်တော့မယ်အယောင်းဆိုင်မှာလည်းတွင်းကလိုက်တော့မယ်နော်အေးမိကျူမိညိုလိုမောင်နှမကိုနှုတ်ဆက်ရင်မိကျူခြေလောက်အနာကြီးနဲ့ပြန်လာခဲ့သည်အဝယ်တိုင်းမှာတွင်းရာငွေ800ရ၍ပျော်သွားသည်ဝယ်ဖို့ငွေ200ပဲလိုတော့သည်အာတင်းရဲ့အိမ်ပြန်လာကမိဖို့တဲ့ကနည်းနည်းမုတ်တင်နဲ့တန်ဆူးတန်ရာကိုလိမ့်ကအဝတ်စုပ်ကြီးပတ်ထားလိုက်သည်အချိန်ကြာလာသည်နှင့်အမျှတန်ရာကကိုက်ခဲလာသည်ဝေဒနာကိုအန်တိတ်ခံကဒီတိုင်းပဲနေလိုက်မိသည်ညနေအမေပြန်လာတော့လေမိကျူတန်ရာကြီးနှင့်ကစိုးရွက်ကိုလိုက်သွားသည်ဝေဒနာကိုအန်တုရင်လိုက်ကူနေမိသည်အမေကိုလည်းမပြောရဲပေအမေကလည်းအလုတ်စောနဲ့မှုမိကျူကိုသတိမထားမိပေညရောက်တော့တန်ရာအရှိန်နဲ့မိကျူဖျားပါတော့သည်ပတ်ဝန်းကျင်အိမ်ကညှော်နဲ့ညာ၍မိကျူတယောက်အဖျားကြီးကတန်ရာပြင်း၍ညတကောင်ချိန်မှာတတိလစ်သွားတော့သည်တန်ဆူးတန်ရာကိုဂယုမဆိုင်ပဲထားတော့မိခိုင်ဖို့ဝင်နေပြီမနဲ့လင်းတော့ပတ်ဝန်းကျင်အကူညီတောင်း၍ဆရာဝန်တော့ပြင်ရသည်ကျူးကျော်တဲပေမှုဆရာဝန်ရှိသည့်နေရာနှင့်လှမ်းလာသည်မှုအချိန်မီမရောက်လာခဲ့ပြီမိကျူတန်ရာဘလို့ရလဲမိညိုထံမှအကြောင်းဆုံးသေးရ၍မက်စိန်များတယောက်ရင်ထုမနာဖြစ်ကအုံငိုပါတော့သည်အမလီသမီးရဲ့အဲ့ဒီဖက်နက်လေးကိုသမီးတအားလို့ချင်လာလားသမီးရဲ့သမီးကကလေးမှစုပ်ကိုင်ထားသောပတ်စံလေးတွေကိုယူပြီးမက်စိန်များအယူတယောက်လိုပြေးထွက်သွားသည်ဟဲ့စိန်ညပဲလေဟဲ့ပဲကိုလေအတန်ကြာတော့ချွေးတလုံးလုံးနှင့်ဖက်နက်အနီရောင်လေးကင်လာသည့်မက်စိန်ညကိုတွေ့ရသည်အပြေးအလွှာလာခဲ့ရပြီးမောဟိုင်နေသည်သမီးမိကျူသမီးလိုချင်တဲ့ဖက်နက်လေးဝဲလာပြီနော်သမီးစီးရမယ်သမီးစီးအသက်ကလေးငွေငွေသာရှူနေပြီးအရင်အာယုံနဲ့မှုံဝါးနေပြီဖြစ်တဲ့မိကျူကတော့လောကကြီးကိုနှုတ်ဆက်ရတော့မည်အမေသမီးဖက်နက်လေးလိုချင်တယ်ပြေးဖို့200ပဲလိုလားအမေစိတ်လိုက်တာလားယင်အတင်းကျပ်စီးပေးနေသည့်ဖက်နက်လေးကိုမိကျူမြင်ချင်းမိသည်မိကျူနဲ့ဖက်နက်ကလေးလိုက်ရလားမသိပေအမေကတော့မိကျူ6လောက်မဲကြီးနဲ့မလိုက်ဘူးလို့ပြောတယ်ဒါပေမဲ့မိကျူဝစ်ချင်လို့ပါအမေရဲ့မိကျူစိတ်ထဲကပြောနေမိရဲ့ဘာမှမမြင်ရတော့စကားပြောဖို့ပါဇက်တွေကလှုပ်မရတော့ရောက်လာတော့ဆရာဝန်ကိုယ်တိုင်ကအချိန်ကြီးကမရတော့ဘူးပြောပြီးပြန်သွားပြီးမှအားလုံးစိတ်မကောင်းဖြစ်နေကြတော့သည်သမီးမိကျူထားကြည့်အောင်သမီးနဲ့6လောက်နဲ့ဖက်နက်ကအတော်ပဲလှလိုက်တာငါသမီးကြီးရဲ့အမေကလေသမီးနဲ့မလိုက်ဘူးဆိုတာလက်ကားပြောတာသမီးရဲ့မင်းကြီးကျန်းတော်နေဒီ6လောက်တစုံမှာဂတိပါဖက်နက်အနီလေးနေရယူနေပေမဲ့ပိုင်ရှင်ကသိပါမလားတွေးမိနေသည်ကျဉ်တ်သွားတာလားဆန္ဒပြေသွားတာလားမသိမိကျူကတော့ညက်ရည်ဝေးနှင့်အပြုံးတပွင့်ချွေကအမေရင်ဝင်ထဲမှလောကကြီးကိုနှုတ်ဆက်သွားပြီဖြစ်သည်အခုကတည်းကပြီးသွားတာတော့စာရေးဆရာအဆောင်မဝင်အောင်တောင်ကြီးရေးသားထားသောဖက်နက်ကလေးဆိုတဲ့ဝတ္ထုတူလေးပဲဖြစ်ပါရဲ့ရှင်အလုံးမဲ့ကျဉ်းနဲ့တက်ကြမယ်လို့ညွှန်လင်းနေပါရဲ့ရှင်